ဒါလေးကတော့ Guangzhou Tower စောက်ဖို့အတွက် LED kit လေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ကျွန်တော် LED Tower စောက်ဖို့အတွက် LED အထုပ်ပေါ့နော်ဆိုတော့ဒီဘက်ကတော့ကျွန်တော်တို့အောက်ခံမှာဆင်မဲ့ circuit ပြရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ချက်ကြည့်ကြည့်မယ်ဆိုတော့ဒီမှာအင်းဆုံး main board ပေါ့နော်ဆိုတော့ဒီ main board မှာကျွန်တော်တို့တဲ့ကျွန်တော်ပစ္စည်းတွေဒီ component တွေတက်မှာပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ 100k ပေါ့နော် 100k resistor ဆိုတော့ 100k resistor ဆိုရင်ဒီ 100k resistor 3လုံးဒီမှာ3လုံးထည့်မယ်ပေါ့နော် 100k resistor 3လုံးတက်မယ်ပြီးလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်56 ohm resistor ဆိုဒီကောင်လေးတွေပေါ့နော်56 ohm resistor ဒီမှာအကုန်တက်မယ်ပြီးလို့ရှိရင်ဒီမှာ resistor 56 ohm လေးတက်မယ်ပေါ့နော်56 ohm လေးတက်မယ်ပြီးလို့ရှိရင်ဒီနေရာလေးတွေက LED ပေါ့နော်ဆိုတော့ LED မှာကကျွန်တော်တို့ရှည်တဲ့အချောင်းကကျွန်တော်အပေါင်းပေါ့နော်ရှည်တဲ့အချောင်းအပေါင်းဘက်ကိုဆိုတော့ဒီလိုအပေါင်းလေးထည့်မယ်ဒီလိုလေးတက်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာ LED ကတော့ဒီမှာ၄လုံးတက်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် infrared sensor လေးပေါ့နော်ဆိုတော့ဒါလေးကတော့ဒီ remove နဲ့ control လုပ်မဲ့ sensor လေးပေါ့နော်ဆိုတော့ infrared sensor ကိုကျွန်တော်ဒီနေရာမှာကျွန်တော်တက်မယ်ပေါ့နော်ဆိုပြီးလို့ရှိရင်ကျွန်တော်ဒါလေး capacitor ပေါ့နော် capacitor ကတော့ဒီမှာဒီနေရာလေးမှာကျွန်တော်တက်လိုက်မယ်အပေါင်းနှုန်းထည့်လိုက်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒါလေးကတော့ကျွန်တော်ခလုတ်ပေါ့နော်အပွင့်ပိတ်အတွက်ခလုတ်တက်မယ်ပြီးရင်ကျွန်တော်ဒီ micro USB ပါပေါ့နော်ဒီနေရာမှာတက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီအလေက main ပေါ့နော်ဆိုတော့ဒါကတော့အထိုင်ဒီထိုင်ကိုအရင်ဆုံးကျွန်တော်တို့ကိုရင်တက်မယ်ပေါ့နော်ဒါအထိုင်တက်မယ်တက်ပြီးခဲဆော့လိုက်မယ်ဆိုတော့ဆော့ပြသွားလို့ရှိရင်ဒီအပေါ်မှာဒီ controller ကိုတက်မယ်ဆိုရင်ဒီမှာချိုက်ကလေးပါပေါ့နော်ချိုက်ကလေးပါတဲ့ဘက်ကိုဒီမှာချိုက်ပါတဲ့နေရာမှာတက်လိုက်ပေါ့နော်ဆိုတော့ဒီလိုလေးတက်လိုက်မယ်ဆိုပြီးသွားပြီပေါ့နော်ဆိုတော့အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီအပေါ်တက်မဲ့ LED tower ပဲကျန်တယ်ပေါ့နော်ဆိုတော့ tower ဆောက်ဖို့အတွက်ကတော့ဒီ frame နဲ့ကျွန်တော်တို့ဆင်ရတယ်ပေါ့နော်ဆိုတော့ဘယ်လိုပုံစံဆင်ရလဲဆိုတော့ဒီလိုပုံစံမျိုးပေါ့နော်ဆိုတော့ဒီမှာဒါဆိုအတွင်းထဲအဆိုင်လေးပေါ့နော်ကျွန်တော်ဆင်လာတယ်ဆိုတော့တဝိုင်းပြီးတဝိုင်းဆင်သွားရမယ်ဆိုတော့ဆင်တဲ့ပုံစံနည်းလေးကတော့ကျွန်တော်ဒီ LED မီးချောင်းလေးရဲ့ကျွန်တော်တို့ဒီအရှည်ပေါ့နော်အရှည်အပေါင်းပတ်ချမ်းပေါ့နော်